အမိုက်တွေလို့ထင်ရတဲ့အရာတွေကတကယ်တော့တင်တို့စားနေကြတဲ့ယင်ကြီးတွေအတွက်အဓိကကုန်ကျန်းနေထိတယ်ဆိုတာသင်သိပါသလားဒါကတော့ပိုဖိုင်တာလို့ခေါ်တဲ့စာတုံးလို့ရတဲ့ယင်ကြီးညီဒီမျိုးကနေထုတ်လုပ်ထားတဲ့ nori ထိပြီးပင်လယ်ထဲမှာပိုက်ကွန်နေနဲ့မွေးမြူကြတာပါဒါပေမဲ့ဒီယင်ကြီးတွေကိုကျွန်တော်တို့စားနေကြတဲ့အပြားလေးတွေဖြစ်လာဖို့ဆိုရင်ရှုပ်ထွေးတဲ့အစင်းစင်လှုပ်ဆောင်မှုတွေလိုအပ်ပါတယ်ပထမဆုံးအနေနဲ့ဒီရေချလို့ပိုက်ကွန်တွေပေါ်လာတဲ့အချိန်မှာရေသိမ်းရပါတယ်အလူသမားတွေကပြင်ပြားတွေပုံပြီးယင်ကြီးတွေကိုဂယုစိုက်ချစ်ယူကြပါတယ်အရေးသွေးမကျသွားအောင်သူတို့တွေအမြန်ဆုံးလှုပ်ဆောင်ကြရပါတယ်လက်လက်ဆက်ဆက်ရေးသိမ်းပြီးသားယင်ကြီးတွေမှာပင်လေရေတဲနဲ့အညစ်အကြေးတွေပါနေတတ်ပါတယ်ဒါကြောင့်နောက်တစ်ဆင့်အတွက်အစင်းသင့်ထစ်အောင်အညစ်အကြေးအမှန်တမျှကိုအချိန်ချင်းဆေးကြောတန့်ရှင်ရပါတယ်အဲ့ဒီနောက်တန့်ရှင်ပြီးသားယင်ကြီးတွေကိုအမြင့်လေးတွေပြအောင်ကြိတ်ပြီးပုံစံခွက်တွေတည်းမှာအလွားပါပါလေးတွေဖြစ်အောင်ညင်ညံ့ညံ့ဖြန့်ပေးပါတယ်ဒီအလွားတွေကိုအစိုးရထုတ်လိုက်တဲ့အခါကျွန်တော်တို့သိကြတဲ့အစိမ်းရောင်ယင်ကြီးအပြားလေးတွေထစ်လာပါတယ်နောက်ဆုံးမှာတော့အချောက်ခံပြီးသားအပြားတွေကိုညီအောင်ပြီးပုံစံတကျချက်တော့ပြီးစနစ်တကျထုတ်ပို့လိုက်ရင်တော့တင်သမီးဝိုင်းစီရောက်ဖို့အစင်းသင့်ထစ်ပါပြီနော်ကဲဒီဗီဒီယိုလေးကနေဘ ഹു တုတရခဲ့ရင်ကျေနပ်ဝမ်းသာပါတယ်ကျမ်းမာချမ်းသာပါစေလို့ဆုတောင်းပေးပါတယ်ဗျာ